2026နှစ်လပိုင်း14ရက်နေ့ကနေ20ရက်နေ့ထိတနင်္ဂနွေသားသမီးတွေအတွက်တပတ်တာကံကြမ္မာကိုကျွန်တော် tarot ကတ်နဲ့ဟောပြပါမယ်ဗျပထမအဦးဆုံးစီးပွားရေးပေါ့နော်စီးပွားရေးမှာတော့နေမီဤသားတော့နမိတ်ကြပါတယ်တော်တော်လေးအဆင်ပြေတယ်ပေါ့နော်ကြံနိုင်အောင်ဆောင်နိုင်မြောက်မယ်ဒါအကောင့်မြင့်စိတ်ယုံကြည်ချက်ကိုရှေ့ကိုထားပြီးတော့ကိုလုံးသမျှကြံသမျှအောင်မြင်မယ်ဆိုတဲ့နမိတ်ပါကိုလုံးမဲ့အလုပ်ကိုလုံးဝယုံကြည်ချက်ရှိနဲ့အကောင့်မြင့်စိတ်ကိုရှေ့ထားပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ဘယ်ရမဆိုအောင်မြင်မယ်ဆိုတဲ့နမိတ်ပေါ့နော်နေမီဤသားတော့မြင်စီလာတဲ့နမိတ်ပါတော်တော်လေးကောင်းတဲ့အနေထားเนาะအမြင့်ဆုံးရောက်နေတဲ့အနေထားရှိပါတယ်ကျဲမာကြီးပေါ့နော်ကျဲမာကြီးမှာကြတော့ကိုယ့်ရဲ့ယောဂအခန်းတွေဘာတွေတော့မရှိပါဘူးဒါပေမဲ့ဒီကိုယ့်ရဲ့ချစ်သူเนาะကိုယ့်ရဲ့ရည်စားကိုယ့်ရဲ့ပါတနာကိုစိတ်ထဲရောက်ပြီးတော့အိတ်ဖို့စားဖို့မိတာမျိုးဒါမျိုးလေးကိုတော့တတိထားပေါ့နော်အဲ့ချိန်စားခြင်းလေးကိုဒါအချိန်နဲ့ခါနဲ့တော့စားဖို့တောက်ဖို့လိုတယ်အိတ်ဖို့လိုတယ်ကိုယ့်ရဲ့ရည်စားကြောင့်ကိုယ့်ရဲ့အချိန်စားခြင်းလွဲတာမျိုးဖြစ်နိုင်တယ်ဒါလေးကိုဆင်ခြင်လိုက်ရင်တော့ရပါတယ်ပညာရေးမှာကြတော့စာအရင်လှုပ်လွန်အားကြီးပြီးတော့ပေါ့နော်ကိုယ့်ရဲ့ပညာရေးကိုအာရုံစိုက်လွန်အားကြီးပြီးတော့စိတ်ပင်မဲ့လူပင်မဲ့နွမ်းတဲ့နေရာမျိုးတော့တွေ့ပါတယ်ဒါခေတ္တခဏအနားယူလိုက်ရင်တော့အဆင်ပြေပါတယ်နော်အခြေကတော့ကောင်းပါတယ်တော်တော်လေးကောင်းတဲ့အနေထားပါစင်နာပြည့်ဝမယ်ဆိုတဲ့အနေထားရီစားမရှိတဲ့သူဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဖူးစားပါတဲ့သူကိုချစ်တဲ့သူကကိုနောက်ရောက်လာနိုင်တယ်ရီစားရှိတဲ့သူကိုယ့်ရဲ့အိမ်အောင်ရှိတဲ့သူဆိုလို့ရှိရင်လည်းဒါစင်နာနဲ့ဘဝတစ်ထည့်ထည့်ကြမယ်စင်နာပြည့်ဝမယ်ဆိုတဲ့နမိတ်ပါအားလုံးကောင်းပါတယ်ဗျနော်ပညာရေးမှာတော့နည်းနည်းလေးသတိထားပေါ့နော်ပညာရေးမှာကျတော့ပညာရေးညံ့တာမျိုးတော့မဟုတ်ဘူးဒါအာယုံဆိုင်လွန်အားကြီးပြီးတော့ဒါနည်းနည်းလေးစိတ်ပင်မဲ့လူပင်မဲ့ဖြစ်ရမယ်ဆိုတဲ့နမိတ်ပေါ့နော်ဒါကြောင့်အချင်းစားခြင်းသတိထားဒါခိတ္တကနာအနားယူဖို့လိုတယ်အခြေအမှာလည်းအဲ့လိုပဲကိုယ့်ရဲ့ချစ်သူကြောင့်အချင်းစားခြင်းမားတာမျိုးဖြစ်နိုင်တယ်ဒါလေးကိုသတိထားစီးပွားရေးနဲ့အခြေရတော့တော်တော်လေးကောင်းတဲ့အနေထားပါကဲအားလုံးပဲတနေ့ကျွန်တော်အခုဟောပေးခဲ့တာတော့ဒါတနေ့ကနေသားသမီးတွေအတွက်ပါအားလုံးကျန်းမာချမ်းသာကြပါစေဗျတူဦးကြီးစီတဲရောမေးချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Page Messenger Viber Telegram ကနေမေးလို့ရပါတယ်အားလုံးပဲကျန်းမာချမ်းသာကြပါစေဗျ2026နှစ်လပိုင်း14ရက်နေ့ကနေ20ရက်နေ့ထိတလင်းလာသားသမီးတွေအတွက်တပတ်တာတဲရောကံကြမ္မာ Hospital လေးကျွန်တော်ဟောကြားပေးမှာဖြစ်ပါတယ်ပထမဆုံးငွေကြေးစီးပွားရေးပေါ့နော်ငွေကြေးမှာဒါမမျောလေးထားတဲ့ထွက်ပေါက်လေးဂျိုးပေါက်လေးတွေသတိထားပြီးပါဒါစီးပွားရေးမှာလည်းလုပ်ငန်းတွေမှာလည်းဒီအသုံးမဝင်တော့တဲ့ဒါရှေ့ဆက်လို့မရတဲ့လုပ်ငန်းဟောင်းတွေဒါဖြတ်သိမ်းပြီးတော့အသစ်ပြန်ပြီးစတင်ရမျိုးဆိုတဲ့အနေအထားတစ်ခုတော့ကျွန်တော်တွေ့ရပါတယ်ဗျဒါအလုပ်ဖြစ်မဲ့အသုံးဝင်မဲ့ idea အသစ်လေးနဲ့ရှေ့ဆက်မယ်ဆိုလို့ရှိရင်တော့ဒါအဆင်ပြေပါတယ်ကျမ်းမာရေးမှာလည်းအဆိုးအဝါးသိမရှိဘူးဗျကောင်းပါတယ်ရေတောက်ဖို့လိုမယ်အပြင်ထွက်ပြီးတော့လှုပ်ရှားစပင်းစီးတာမျိုးဒါလမ်းလျှောက်တာမျိုးလေးတွေနဲ့နေမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အိမ်မှာနေလို့ရှိရင်တော့စိတ်ဖိစီးလိမ့်မယ်ဗျနော်အပြင်လေးပါလေးထွက်ပြီးတော့လှုပ်ရှားရေလေးပါလေးတောက်ဒီလိုမျိုးတကယ်လို့စိတ်ညစ်တဲ့ပင်မဲနေဆိုလို့ရှိရင်လည်းတရားထိုင်ရေဒါအိတ်ဆက်အနားယူတချင်းနားတောင်အပြင်လေးပါလေးထွက်ရေတောက်ရေမြတောက်ဒါမျိုးလေးဆိုရင်တော့ကောင်းပါတယ်ကျန်းမာရေးလည်းအញ្ញံသိမရှိဘူးပညာရေးတော့လုံးဝအကောင်းဆုံးပေါ့နော်နေမီးသားတော့မြင်းစီလာတဲ့နမိတ်ပါနေမီးသားတော့ဘောတော့ဒါမြင်းစီလာတဲ့နမိတ်ဒါဆရာကောင်းသမားကောင်းတွေရဲ့အထောက်ပံ့ supporting လုံးဝအပြည့်ဝရမယ်စက်သမျှလေးလက်သမျှအားလုံးအရာထင်မယ်ကျန်တဲ့အောင်ဆောင်နိုင်မယ်ပေါ့နော်ဒါစိတ်ယုံကြည်မှုconfident အမြင့်ဆုံးဆိုတဲ့အနေအထားတစ်ခုကိုရောက်ရှိမဲ့အနေအထားပေါ့နော်ကောင်းပါတယ်ပညာရေးတော်တော်ကောင်းပါတယ်ဗျအခြေမှာတော့ဒါနှလုံးသားတဲ့အုံနောက်ကိုဦးစားပေးရမယ်ဆိုတဲ့အနေအထားပေါ့နော်နှလုံးသားတဲ့ဒီအုံနောက်နဲ့ပဲရွေးချယ်လိမ့်မယ်ရည်စားမရှိတဲ့သူဆိုလို့ရှိရင်လည်းရည်စားကိုအုံနောက်နဲ့ရွေးချယ်လိမ့်မယ်အိမ်အောင်တဲ့တွေဒါရည်စားရှိတဲ့ RS တွေဆိုလို့ရှိရင်လည်းပြန်ပြီးတော့စကားပြောပြီးတော့ပေါ့နော်ဒါအုံနောက်နဲ့ပြန်ပြီးတော့ပြန်လဲသုံးသက်ဆွေးနွေးရမယ်ဆိုတဲ့အနေအထားတစ်ခုတော့ကျွန်တော်တွေ့ရပါတယ်ဗျပညာရေးကောင်းတယ်ကျန်းမာရေးကောင်းတယ်အလုပ်ကိုင်လေးငွေကြေးလေးနဲ့အသုံးဆွဲလေးတတိတာအခြေအမှာလည်းအုံနောက်လေးအဆုံးဖြတ်ပေါ့နော်အားလုံးကောင်းပါတယ်ဗျနော်တိတ်တော့အကြီးမားကြီးမကောင်းတာမရှိဘူးကဲအားလုံးပဲဒါကျွန်တော်ခုဟောပြောခဲ့တာတော့တလင်းလာသားသမီးတွေအတွက်တပတ်တာကံကြမ္မာဖြစ်ပါတယ်တဦးချင်းစီလည်းမေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Viber Telegramချက်ပေါက်ကနေအားလုံးဒီမေးလို့ရပါတယ်ဗျအားလုံးပဲကျန်းမာချမ်းသာကြပါစေ2026နှစ်လပိုင်း14ရက်နေ့ကနေ20ရက်နေ့ထိအင်္ဂါသားသမီးတွေအတွက်တပတ်တာကံကြမ္မာကိုကျွန်တော် Terroric ဖတ်ကြားပြီးမှဖြစ်ပါတယ်ဗျစီးပွားရေးအလုပ်ကိုင်ပေါ့နော်ငွေကြေးဒါရုံးကန်ပြီးတော့ခက်ခဲနေရနေရုံးကန်ပြီးတော့ပေါ့နော်ပြန်ပြီးတော့လွတ်မြောက်လာမယ်ဆိုတဲ့အနေအထားတစ်ခုပါအမြန်ကြီးမှုပဲဖြည်းဖြည်းချင်းပေါ့နော်ဖြည်းဖြည်းချင်းပြန်ပြီးတော့လွတ်မြောက်လာမယ်ဆိုတဲ့အနေအထားစက်တဲနေရနေလွတ်မြောက်မယ်ဆိုတဲ့အနေအထားပေါ့နော်ဖြည်းဖြည်းချင်းကောင်းလာမှာပါဗျကျမ်းမာရေးပေါ့နော်ကျမ်းမာရေးကလည်းဒီစိတ်ပိုင်းဆိုင်ရာမှာလုံးဝတက်ကြွပြီးတော့ကျမ်းမာရေးကိုအထူးလိုက်စားမယ်ဆိုတဲ့အနေအထားတစ်ခုပါပေါ့နော်ဒီကျမ်းမာရေးလိုက်စားမယ် exercise တွေလုပ်မယ်ဒါလေ့ကျင့်ခန်းတွေလုပ်ပြီးတော့တက်ကြွနေမယ်ဆိုတဲ့အနေအထားကျမ်းမာရေးလည်းကောင်းပါတယ်ကျမ်းမာရေးလုံးဝကောင်းပါတယ်ပေါ့နော်ပညာရေးမှာတော့နည်းနည်းလေးစိတ်ကိုအနားပေးဖို့လိုပါတယ်နော်
အရင်စိတ်ဖိစီးပြီးတော့စာကြီးပဲလုံလုံအားကြည့်ပြီးတော့ဒါစိတ်ညစ်နေမယ်ဆိုလို့ရှိရင်လည်းဒါရှေ့မရောက်ဘူးပေါ့နော်ခရီးမရောက်ဘူးပြန်လဲစိတ်ကိုပြန်လဲစူးစီးဖို့အတွက်အနားယူတင်တယ်ခိတခဏအနားယူတင်တယ်ဆိုတော့နမိတ်ပါပညာရေးကိုလောက်တာလဲလို့ဇွဲရလဲရှိဖို့တော့လိုတယ်ဆိုပေမဲ့အနားယူဖို့လဲလိုပါတယ်နော်အနားယူလိုက်ရင်ရပါတယ်အခြေမှာတော့အသေးစားဒါရင်ခုန်စရာခိုက်တန်လေးဖြစ်လာမယ်ဆိုတဲ့နေတာရည်စားမရှိတဲ့သူတွေဆိုလို့ရှိရင်လည်းရည်ရစားပေးခံရမယ်ချစ်ခွန့်ပန်ခံရမယ်ပေါ့နော်ရည်စားရှိတဲ့သူအိမ်ထောင်သေးတယ်ဆိုလို့ရှိရင်လည်းဒါကြည်နူးစရာခိုက်တဲ့အသေးမောလေးတွေဖြစ်ပေါ်လာမယ်ဆိုတဲ့အနေအထားတစ်ခုပါကဲအားလုံးပဲဒီဒါကတော့ဒါအင်္ဂါသားသမီးတွေအတွက်တပတ်တာခင်ကြမှာဖြစ်ပါတယ်နော်အားလုံးပဲကျမ်းမာချမ်းသာကြပါစေဗျတူဦးချင်းစီတဲရော့ဗီဒီမေးချင်တဲ့သူတွေလည်းကျွန်တော်ရဲ့ Page Messenger CB ကနေဒါ Viber ကနေမေးလို့ရပါတယ်နော်အားလုံးပဲကျမ်းမာချမ်းသာကြပါစေဗျ2026နှစ်လပိုင်း14ရက်နေ့ကနေ20ရက်နေ့အထိဗုဒ္ဓသားသမီးများရဲ့တပတ်တာတဲရော့ခင်ကြမှာကျွန်တော်ဖတ်ကြားပြီးမှဖြစ်ပါတယ်ပထမအဆုံးစီးပွားရေးငွေကြေးမှာပြပြလေးလေးချောင်းချောင်းလေးရှိမယ်အကျက်တဲမရှိပါဘူးနော်အလောက်ကင်မှာလည်းကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှု online မှာပဲဖြစ်ဖြစ်နိုင်ငံခြားမှာပဲဖြစ်ဖြစ်ဒါရင်းနှီးမြှုပ်နှံထားတဲ့အပေါ်မှာရလိုက်မဲ့ကောင်းကျိုးကိုမျှော်လင့်ဆောင်စားနေဆိုတဲ့အတိတ်ပဲပေါ့နော်ရလိုက်မဲ့နမိတ်ကလည်းအကောင်းနမိတ်ကိုပဲရလာမှာဖြစ်ပါတယ်အခုလောစရာတော့ဒါစောင့်စားနေရဆိုတဲ့နမိတ်ပေါ့နော်ကောင်းပါတယ်ဗျကျမ်းမာရေးမှာလည်းတောင်းတောင်းမြည်ပဲဗျနော်ဒါအိတ်ရှင်စားခြင်းအားလုံးကတော့မှန်ကန်နေတယ်ဒီတိုင်းလေးပဲဒါပုံမှန်တိုင်းလေးပဲတော့ဒီစီကန်းရှိရှိနဲ့သွားမယ်ဆိုလို့ရှိရင်လည်းလုံးဝဆက်လက်ပြီးတော့ကောင်းနေမှာဖြစ်ပါတယ်ပေါ့နော်အញ្ញံ့မရှိဘူးအထီးကမရှိဘူးကျမ်းမာတန်ဆွမ်းတောင်းတောင်းမြည်အဲ့တော့ပေါ့တော့မပေါ့နေပေါ့နော်အခုအတိုင်းလေးပဲဒါစီကန်းရှိနဲ့ဆက်သွားဖို့လိုမယ်ပညာရေးအရင်ကောင်းပါတယ်ဗျနော်ကိုမှပညာရေးပြည့်ဝပြီးသားအဲ့ဒီပြည့်ဝတဲ့ပညာရေးအပေါ်မှာလည်းကောင်းမွန်စွာဒါကင်တွယ်နိုင်နေပေါ့နော်ကိုမှပညာရေးပြည့်ဝပြီးသားအနာဂတ်ကလည်းတောက်ပတဲ့အနာဂတ်တစ်ခုရှိတယ်အဲ့တော့ဒီတိုင်းလေးပုံမှန်တိုင်းဒါလုံးဝစီကန်းရှိနဲ့ပေါ့နော်ဇွဲရှိနဲ့ဆက်သွားလိုက်ဒါဆိုရပြီကိုမှပညာရေးနဲ့ပတ်သက်ပြီးတောက်ပတဲ့အနာဂတ်ကိုစောင့်စားနေပါတယ်ဗျနော်အခြေလက်တော်ကောင်းပါတယ်အခြေမှလည်းဒါ romantic ဆန်စရာခရီးသွားစရာလက်ဆောင်ပေးခံရတာမျိုးရှိပါတယ်နော်ရည်စားမရှိတဲ့သူဆိုလို့ရှိရင်လည်းဒါခရီးသွားရင်းနဲ့လက်ဆောင်ရတာမျိုးဖြစ်မယ်ဒါအိမ်အောင်တွေရည်စားရှိတဲ့သူတွေဆိုလို့ရှိရင်လည်းဒါခရီးတူထွက်တာလက်ဆောင်ရတာဒါ romantic ဆန်စရာပေါ့နော်တော်တော်လေးကောင်းတယ်ဗျနော်ကြည်နူးစရာခိုက်တယ်လေးတော်တော်လေးတွေ့ပါတယ်ဗျကဲဒါကတော့ဗုဒ္ဓသားသမီးများအတွက်တပတ်တာခင်ကြမှာအားလုံးကတော့အကောင်းကြီးပဲအဆိုးမရှိပါဘူးဗျနော်ကဲတယောက်ချင်းစီလည်းကျွန်တော်ကိုတဲတော့မေးချင်တယ်ဆိုလို့ရှိရင်လည်း Viber Telegram CB chat box ကနေကျွန်တော်မေးလို့ရပါတယ်ဗျအားလုံးပဲကျမ်းမာချမ်းသာကြပါစေနော်2026နှစ်လပိုင်း14ရက်နေ့ကနေ20ရက်နေ့ထိကြာသပတေးသားသမီးတွေရဲ့တပတ်တာတဲတော့ခင်ကြမှာကျွန်တော်ဖတ်ကြားမှာဖြစ်ပါတယ်ပထမဆုံးငွေကြေးစီးပွားရေးပေါ့နော်ငွေကြေးပဲဖြစ်စီးပွားရေးဖြစ်အခွင့်အလမ်းနှစ်ခုရှိတယ်အဲ့ဒီထဲမှာကိုတကယ်ဘာကိုရွေးချယ်မှာလဲကိုတကယ်ဘာကိုလိုချင်လဲဆိုတာတော့စိတ်ပိုင်နိုင်ဖို့လိုတယ်ပေါ့နော်ဒါလင်းတစ်ဖက်လင်းလို့ရှိရင်တော့နည်းနည်းလေးအခက်တွေ့မယ်ဆိုတဲ့အနေထားလေးပါကိုတကယ်ရွေးမဲ့ဟာကိုစိတ်ဆုံးဖြတ်ချက်ပိုင်ပိုင်နဲ့ရွေးချယ်မယ်ဆိုရင်တော့အဆင်ပြေပါတယ်နော်ကျမ်းမာရေးလည်းဒါလက်ရှိအနေထားတော်တော်လေးကောင်းတယ်တကယ်လို့ကောင်းမနေဘူးဆိုရင်တော့ပေါ့နော်ဒါဆရာတော်ကူးသားလိုက်မယ်ဆိုလို့ရှိရင်ဆရာကောင်းသမားကောင်းနဲ့တွေ့ပြီးတော့တော်တော်လေးကောင်းမွန်သွားမယ့်အနေထားပါကျမ်းမာရေးအရင်ကောင်းပါတယ်ပညာရေးလေးတော်တော်ကောင်းတယ်ဗျပညာရေးမှာလည်းအခုဒီရှင်းရင်းစတဲ့အနေထားတိုင်းဒါဇွဲရှိစီကန်းရှိနဲ့ဆက်သွားမယ်ဆိုလို့ရှိရင်အရာအားလုံးကိုလွှမ်းမိုးနိုင်တဲ့ economic ပေါ့နော်တော်တော်လေးကောင်းတယ်အထိတ်တန်းအနေထားပေါ့နော်ဒါပညာရေးလည်းအရင်ကောင်းပါတယ်ဗျအခြေရတော့ဒါနည်းနည်းစိတ်ကဏ္ဍမငြိမ်တာပေါ့နော်ဒါနည်းနည်းလေးလိမ့်လေးဖျားတာစိတ်ကဏ္ဍမငြိမ်တာမျိုးဖြစ်တဲ့စင်ငယ်ဆိုလို့ရှိရင်လည်းအရင်ဒါစိတ်ကိုအရင်အလိုမလိုက်နိုင်ဘူးပေါ့နော်ဒါရွေးချယ်မှုမှားတတ်တယ်မယိုးသားကိုတိုင်းမယိုးသားတာမျိုးလေးဖြစ်နေတယ်လို့တစ်ဖက်လူကမယိုးသားတာမျိုးဖြစ်နေတယ်တကယ်လို့ဒါချစ်သူရှိတယ်ရည်စားရှိရဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ပါတနာကိုယ့်ရဲ့ချစ်သူပေါ်မှာယိုးသားပါပွင့်လင်းမှာနှစ်ယောက်သားပေါ့နော်ပွင့်လင်းဖြစ်ဖို့တော့လိုပါတယ်ဗျအဓိကဒီကာလမှာအခြေရေးမှာတော့စိတ်ကဏ္ဍမငြိမ်ဖြစ်နေတဲ့အတွက်ဒါကိုယ့်ရဲ့ရွေးချယ်မှုတွေအမှန်မဖြစ်နိုင်သေးပါဘူးပေါ့နော်ကဲဒါဂျာသမီသားသမီတွေတပတ်တာကန်ကြမှာဖြစ်ပါတယ်ဗျတဦးချင်းစီတိုင်းကလည်းကျွန်တော်မေးချင်တယ်ဆိုလို့ရှိရင်လည်း Telegram chat box Messenger ကနေမေးလို့ရပါတယ်ဗျအားလုံးပဲ Viber လေးမေးလို့ရပါတယ်နော်အားလုံးပဲကျမချန်တက်ကြပါစေဗျ2026နှစ်လပိုင်း14ရက်နေ့ကနေ20ရက်နေ့ထိတောက်ကြသားသမီတွေတပတ်တာ Tarot ကန်ကြမှာကျွန်တော်ဖတ်ကြားမှာဖြစ်ပါတယ်ပထမဆုံးငွေကြေးအလောက်ကိုင်းငွေကြေးမှာလည်းစိတ်ပင်ပန်းစရာတွေရှိရဆိုပေမဲ့ဒါကိုကြော်လွှားနိုင်မှာပါเนาะဒါပြင်ပြီးတော့အဆင်ပြေသွားမယ်ဆိုတဲ့နမိတ်မှာလောလောဆယ်တော့ဒါနည်းနည်းလေးပင်ပန်းစရာသိခံစားလေးရှိမယ်အလောက်ကိုင်းမှာလည်းကိုယ့်ရဲ့ဝါသနာတူလမ်းကြောင်းတူဒါပြိုင်ဘက်လိုပဲပြောမှာပေါ့နော်ဒါလေးတွေရှိတယ်အဲ့ဒီဂျားထဲမှာကိုကဒီတိုင်းစိတ်ရှိသိခံပြီးတော့ကြော်လွှားနိုင်မှာဖြစ်ပါတယ်ဗျเนาะဒါလောလောဆယ်စိတ်ပင်ပန်းနေဆိုပေမဲ့လည်းကောင်းတဲ့နမိတ်ကိုရမယ့်အနေထားလေးပါကျမ်းမာရေးလည်းအခုနောက်တိုင်းပဲဗျเนาะဒါအဲ့ဒီစီးပွားရေးတွေကြောင့်ပဲကိုကကျမ်းမာရေးကိုလစ်လူရွှေ့တာမျိုးအိတ်ချင်စားရင်မမှန်တာမျိုးဖြစ်နိုင်တယ်အဲ့ဒါကြောင့်ထိန်းကြီးပါเนาะဒါစီးပွားရေးလုပ်တာလည်းလုပ်ကျမ်းမာရေးကိုလည်းမမေ့နဲ့မပေါ့နဲ့ပေါ့နော်ကျမ်းမာရေးတော့နည်းလေး
ဂရုစိုက်ဖို့လိုမယ်စီးပွားရေးအကြောင်းကျန်းမာရေးကိုထိခိုက်တာမျိုးမဖြစ်စေနဲ့ပေါ့နော်ပညာရေးမှာကလည်းကိုမှစွမ်းအားတစ်ခုရှိပါတယ်เนาะဒါကိုမှအားရင်တစ်ခုရှိတယ်အဲ့ဒါကြောင့်ကိုကထိတ်တန်းကိုရောက်မယ်ဒါပေမဲ့စိတ်ပင်ပန်းပြီးတော့နည်းနည်းလေးသိခံပြီးတော့ပဲရောက်မယ်အနေထားလေးပေါ့နော်ကောင်းတဲ့အားတော့ရောက်လာမယ်ဒါပေမဲ့နည်းနည်းလေးစိတ်ပင်ပန်းစရာလေးကိုကြော်ဖြတ်မယ်ဆိုတဲ့အနေထားလေးပါအခြေအမှန်ကကြတော့လေပုံမှန်လေးပါပဲเนาะအခြေအမှန်ပုံမှန်လေးပဲစင်ငယ်လုံးဝတယောက်တည်းသမားဆိုလို့ရှိရင်လေကိုကိုစကားပြောနေတဲ့သူတယောက်ကစောင့်ကြည့်နေရမျိုးရှိတယ်တကယ်လို့ကိုကရည်စားရှိတယ်အိမ်အောင်ရှိတယ် IS ရှိတယ်ဆိုလို့ရှိရင်လေနည်းနည်းလေးနားလည်မှုလွဲစရာလေးတွေစကားများစရာလေးတွေနည်းနည်းပါးလေးတော့ရှိတယ်ဆိုမှလည်းပြန်လည်ပြီးတော့ညီနိုင်လိုက်ရင်တော့အဆင်ပြေမယ်ဆိုတဲ့နမိတ်လေးပါဗျ။ကဲအားလုံးပဲတောက်ကြသားမိတွေအတွက်တစ်ပတ်စာခေါ်စနေဖြစ်ပါတယ်။တယောက်ကြီးစီကျွန်တော်တို့တည်တဲ့မေးချင်တဲ့သူရှိလို့ရှိလေ Viber Telegram Chatbot Page Messenger ကနေမေးလို့ရပါတယ်ခင်ဗျ။ကဲအားလုံးပဲကြက်မှချမ်းသာကြပါစေနော်။2026နှစ်လပိုင်း14ရက်နေ့ကနေ20ရက်နေ့အထိစနေသားသမီးများရဲ့တစ်ပတ်တာတဲရိုကက်ကြမှာကိုကျွန်တော်ဖတ်ကြားရမှာဖြစ်ပါတယ်။ပထမဆုံးငွေကြီးရဲ့အလုပ်ကိုင်းကတော့ဒါစိတ်ကူးထဲမှာတော့ဘာလို့မဲ့ဘာကိုင်းမဲ့ဘလို့အခွင့်အရေးမျိုးတွေရှိရဆိုပြီးတော့စိတ်ကူးထားတဲ့ plan ချထားတယ်ဆိုပေမဲ့ပေါ့နော်လက်တွေ့မှာအကောင့်ထဲမှာပေါ်မိဘူးဒါလက်လို့စုံထုံးစရာလေးတွေဖြစ်နိုင်တဲ့ဒါကြောင့်စိတ်ကူးထဲမှာပဲတိုက်ဆောက်လို့မရဘူးပေါ့နော်တကယ်လက်တွေ့ကြဒါ action ယူဖို့လိုတယ်လက်တွေ့အကောင့်တွေပေါ်ဖို့လိုပါတယ်နော်ကျမ်းမာရေးမှာလည်းဒါစိတ်ကြောင့်ပဲပေါ့နော်စိတ်ကြောင့်စိတ်မချမ်းသာအဲ့လိုမျိုးစိတ်ပင်ပန်းစရာရှိရတဲ့အိမ်မပျော်ဘူးအဲ့လိုမျိုးတွေကြောင့်ကျမ်းမာရေးအညံ့အနေငယ်တွေ့ရတယ်ဒါပေမဲ့လို့ဆရာဝန်နဲ့တိုင်ပင်နေတဲ့တိုင်ပင်ဒါတရားနာပြီးတော့ပေါ့နော်ဒါ ACC အနားယူတရှင်းနားထောင်အိတ်ဆက်အနားယူပြီးတော့နေမယ်ဆိုလို့ရှိရင်တော့ပြန်လည်ပြီးတော့အေဂျင့်သွားမယ့်အနေထားတခုတော့ရှိပါရဲ့နော်ဒါအဓိကတော့ကျမ်းမာရေးတော့စိတ်ကြောင့်ပဲဖြစ်နေတာပေါ့နော်ပညာရေးမှာလည်းသူကနည်းနည်းစာကျက်ဖို့စာလုပ်ဖို့ပညာတစ်ခုကိုလေ့လာဖို့အတွက်သူက motivation စိတ်ရခွင့်အားမရှိဘူးပြအမှန်တကယ်တော့အခွင့်အလမ်းရှိနေပါလေရဲ့နဲ့ပေါ့နော်အဲ့ဒါကိုတော့မှကိုကယူဖို့အတွက်စိတ်ခွင့်အားရှိမိနေဘူးဖြစ်နေပါတယ်ဒါကိုတော့ပြန်လည်ပြီးတော့ပြုပြင်လိုက်မယ်ဆိုရင်တော့ကောင်းသွားမှာပါဗျာနော်ကိုမှအခွင့်အရေးရှိတယ်ကိုဘက်ကဒါစူးစမ်းအထောက်မှု motivation စိတ်လက်ခွန်အားလေးပဲရောနေတာလေးကိုပဲပြန်ပြီးတော့ပြန်ပြီးမှုလိုတာပေါ့နော်အခြေရတော့ကောင်းပါတယ်အခြေရတော့ဒါ romantic ဆန်စရာတွေဘာတွေတော့မရှိဘူးပေါ့နော်ဒါပေမဲ့လက်တွေ့ကြဒါတကယ်ချစ်ပေးတဲ့ဒါအခြေအနေတစ်ခုပေါ့နော်လွှမ်းမိုးနေတဲ့အနေထားလေးပါအခြေရတော့ဒါလက်တွေ့ကြတဲ့အခြေကောင်းမွန်တဲ့အခြေတစ်ခုဒါတည်ငြိမ်တဲ့အခြေတစ်ခုတော့တွေ့ရပါတယ်ဗျဒီဒါတော့စနေသားသမီးတွေအတွက်တပတ်တာတဲတော့ကင်ညာဖြစ်ပါတယ်ဒါတိုးကြီးစီတိုင်းကျွန်တော်တိုးကြီးစီမေးချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်Viber Telegram Page Messenger Series Chatbot အနေမေးလို့ရပါတယ်ဗျအားလုံးပဲကျမချမ်းသာကြပါစေနော်